ကတော့ဆွမ်းထားအောင်ပါ Burmese Score က Mobile Legends player Ruby GT ဖြစ်ပါတယ်ကျွန်တော်တို့ဝန်သူရထပ်ပါ Burmese Score က Mobile Legends player ပန်တာဖြစ်ပါတယ်ကျွန်တော်ညီတော်ပါ Burmese Score က Mobile Legends player maybe ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ experience sharing နဲ့ review လုပ်ပေးပါမယ့်ဖုန်းကတော့ Huawei Nova 5 ဖြစ်ပါတယ်လက်ထဲမှာကန်ရတာတော်တော်လေးပေါ့ပေါ့ပါရှိတယ် glass နဲ့လောက်တာဖြစ်တဲ့အတွက်ပို့ပြီးတော့တက်တက်ရရှိတယ် fingerprint ကိုဘေးဘက်မှာပို့ပေးတဲ့ဟာလေးကထူးကြတယ်နောက်ဘက်မှာထားတော့အထက် gain source ကပို့ပြီးတော့အဆင်ပြေသွားတယ် Huawei Nova 5 ဒီမှာ7 nanometer နဲ့ Kirin 980 chipset ကိုအသုံးပြုတာကိုတွေ့ရတယ်အဲ့အတွက်ကြောင့် performance ကတော်တော်လေးကောင်းလာတယ် GPU Turbo 3.0 ပါဖြစ်တဲ့အတွက် game မှာပို့ပြီးတော့တွက်လက်လာတယ်ပို့ပြီးတော့ smooth ဖြစ်လာတယ် RAM 8GB internal storage 128GB တို့ပါဝင်လာတယ်3950 mAh battery ကိုမှ super chat နည်းပညာပါဝင်လာတဲ့အတွက်ကြောင့်အားသွင်းရင်နိုင်ခွက်လောက်ကို90လောက်ထိပြည့်တယ်အဲဆိုအားကုန်ဝိုင်းနောက်တစ်ဝဲဆွဲဆောင်မှုလို့ငါ့ကိုအကြိုက်ဆောင်တယ်မလို့တော့ပေါ့အနည်းချုပ်ပြောရလို့ရှိရင်ဒီ Huawei Nova 5 ဒီဖုန်းကကျွန်တော်တို့လိုလူငယ်တွေ gamer တွေအတွက်တည်တံ့ထုတ်ပေးထားတယ်လို့တော့ခံစားရတယ်နော်နောက်ပြီးသတင်းအောင်လို့ပြောစရာရှိတယ်စက်တင်ဘာ29ရက်နေ့ထိ pre-order တင်တဲ့လူတွေအကုန်လုံးကို Bluetooth speaker လက်ဆောင်လေးထပ်ပေးဦးပါဗျာနောက်ပြီးတော့ Citi Bank credit card နဲ့ပေးရတဲ့သူတွေအတွက်လည်း down payment တွေပေးကြမလို့အတိုးလည်းမပေးရဘူး6လကြီးကြာနဲ့ဝယ်လို့ရပါတယ်အဲ့ဒါလေးကတော်တော်လေးအဆင်ပြေနော်တော်တော်အဆင်ပြေနောက်ပြီးတော့အသေးစိတ်ကိုတော့ Huawei Mobile Page မှာတောက်ရောက်စုံစမ်းနိုင်ပါဗျာ